စားချင်တာတွေကိုပတ်စားမယ်ဆိုပြီးရှာလိုက်တာစားလို့ကောင်းတဲ့ဆိုင်နေရအစ်စ်တွေ3နေရာအမင်ရှာတွေ့ဖြစ်ခဲ့တယ်ဒီတစ်ခေါက် vlog လေးမှာတော့အမင်ကနေပြောပြင်းမလားမှာမဟုတ်ပဲနဲ့နေပြီးတော့နီးဆုံးမှာဖြစ်ပြီးတော့အမင်မကြာခဏလျောက်ဖြစ်နေတဲ့လေဝေးမြို့လေးမှာစားတော့ဆိုင်အစ်စ်လေးတွေပတ်ရှာစားရင်းနဲ့မှတွေ့ဖြစ်ခဲ့တဲ့ဆိုင်နေရ3နေရာအစ်စ်ကိုမိတ်ဆက်ပေးပါမယ်ခင်ဗျပထမတစ်ဆိုင်ကတော့လေဝေးမြို့ပိုက်တင်နာမှာဖွင့်ထားတဲ့ကျွန်တော်တို့မကြီးဖြော်ဆိုင်လေးဖြစ်ပါတယ်ဒီမကြီးဖြော်ဆိုင်အမင်ဖြတ်သွားမှုတဲ့နွေရာသီလိုကာလတွေမှာဆိုလို့ရှိရင်အမြဲလူတွေအုံခဲပြီးတော့အားပေးနေတဲ့ဆိုင်လေးလည်းဖြစ်ပါတယ်မကြီးနှစ်သားကောင်းကောင်းနဲ့ထညက်ရဲ့အရသာချွတ်ချွတ်လေးကိုနှစ်မျိုးပေါင်းဆက်ထားတဲ့စတူရတာလေးကလေတော်တော်လေးကောင်းမွန်ပြီးတော့တောက်ရတဲ့အခါမှာရင်းနဲ့ကိုအေးပြီးတော့ green ရှင်းသွားစေတယ်ဆိုအရသာကိုရတယ်ကဲအရင်တောက်ချင်နေတဲ့လေဝေးမီပွိုင်နီးကမကြီးဖြော်ရတောက်ပြီးသွားပြီဆိုတော့ဒုတိယမြောက်ရွှေးပစ်ခဲ့တဲ့ဆိုင်လေးကတော့လေဝေးမြို့ရဲ့နာမည်မကျော်သေးတဲ့အတုပ်ဆိုင်လေးပဲဖြစ်ပါတယ်နာမည်ကျော်တဲ့အတုပ်ဆိုင်တွေပေါ်တဲ့လေဝေးမြို့မှာနာမည်မကျော်သေးပေမဲ့အရသာကောင်းမွန်ပြီးတော့လူကြိုက်များတဲ့အဆိုင်လေးတစ်ဆိုင်ဖြစ်တဲ့ဒီမန်ပပလင်းဆိုင်လေးကိုအမီမီးစမ်းကျင်ခဲ့တာလည်းကြာပါပြီဒီအတုပ်ဆိုင်လေးကညနေ3 နာရီနောက်ပိုင်းမှာဖွင့်နေဆိုပေမဲ့သူပရိသတ်နဲ့သူအမြဲတမ်းစီကားနေတာကြောင့်မလို့တစ်ခါဝယ်ယူမယ်ဆိုလို့ရှိရင်တော့စီတန်းပြီးတော့စောင့်ရပါတယ်ကိုယ်လည်းနဲ့ကိုပေးတာမျိုးလို့အတက်ကျော်ပြီးတော့လည်းပေးလိမ့်မရှိပါဘူးပဲမွန်သားကောင်းကောင်းရဲ့နောက်ပြီးကြလို့ရှိရင်ကျွန်တော်ပဲပုတ်ကိုထောင်းပြီးတော့ပေါ့နော်အမှုန့်နဲ့ပြန်ပြီးတော့နယ်ဆက်တုပ်ပေးတဲ့သူ့ရဲ့အတုပ်ကစီစီပိုင်ပိုင်နဲ့ပြည့်နဲ့ရှိတာမို့လို့အရသာကစားရတဲ့ခါမှာတော်တော်လေးကိုအဆင်ပြေတယ်ရာသီပေါ်အသီးရွက်တုပ်တို့အပြင်သူစီမှာတိုဟူတုပ်တင်မောတီတုပ်နဲ့အခြားသောအစုံတုပ်တွေကလည်းနာမည်ကျော်ပြီးလူကြိုက်များတဲ့အစားအစာတွေဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဆိုင်လေးကဒီတက်ပိုကောင်းတဲ့အပြင်စင်နဲ့ပိုပြီးတက်ရဲ့ဖွင့်ထားနိုင်မယ်ဆိုလို့ရှိရင်တော့ရေရှည်မှာစားသုံးသူတွေပိုပြီးအဆင်ပြေလိမ့်မယ်လို့တော့အမင်ကယူဆမိပါတယ်အပင်ကိုယ်တိုင်လည်းမပပလင်းအတုပ်စုံဆိုင်ကမှားစားပြစ်ခဲ့တဲ့အစုံတုပ်ကိုတော့တော်တော်လေးသဘောကျတယ်အရသာစီစီပိုင်မဲ့နဲ့လေးလေးနက်နက်ရှိသလိုစားသုံးရတဲ့ခါမှာတော်တော်လေးအဆင်ပြေတယ်ဈေးနှုန်းလေးရလည်းတပွဲကို1500ဝန်းကျင်ဆိုတော့စားရတာပေးရတယ်လည်းပေးပြောတယ်ပေါ့နော်တခုပဲအမင်းကတော့ပတ်စံရှင်းကနေမှပတ်စံမပါလာလို့အဲ့ဒါလေးအမှတ်တရတခုပေါ့နော်ကဲမကြီးဖြော်လေးတောက်ပြီးစားချင်နေတဲ့အတုပ်စုံနဲ့စားပြီးသွားပြီဆိုတော့နောက်ထပ်ချီတက်ခဲ့တဲ့နေရာလေးကတော့ကျွန်တော်တို့လဲဝဲမြို့ရဲ့နာမည်ကျော်မုံလုံးကြီးကျော်ဆိုင်လေးဖြစ်ပါတယ်ခင်ဗျအတုပ်စုံစားပြီးပြီဆိုတော့မုံလုံးကြီးကျော်ဆိုင်ရှာမယ်နော်မုံလုံးကြီးကျော်ဆိုင်ဒီနားမှာရှိပါတယ်နောက်ထပ်မထင်မဲ့ပဲတွေးပြခဲ့တဲ့ဆိုင်လေးကတော့မုံလုံးကြီးကျော်ဆိုင်နဲ့မပလင်းရဲ့ဆိုင်ကြားထဲမှာဖွင့်ထားတဲ့အကျော်ဆိုင်လေးပေါ့နော်အဲ့ဒီကျော်ဆိုင်အကျော်လေးကအမြင်လေးရလည်းလှတယ်ကြီးလိုက်တာနဲ့စားစင်ရကောင်းနေတာမို့လို့အမြင်မီးဆန်းဖြစ်ခဲ့ပါတယ်ခင်ဗျဒီတစ်ခါလဲအမေကန်ကောင်းတယ်ဒီအကျော်ဆိုင်အကျော်လေးရလေအကျော်သားကောင်းပြီးတော့စီတန်းတန်းနဲ့ကြော်ထားပြီးတော့တော်တော်လေးစားရအဆင်ပြေအထူးသဖြင့်အမေသူဆိုင်ကဝယ်လာတဲ့အာလူးကျော်ရဲ့နောက်ပြီးကြလို့ရှိရင်မုံလက်ကောက်ပေါ့နော်အဲ့နှမျိုးတော်တော်လေးသဘောကျတယ်နောက်ပြီးလို့ရှိရင်သူ့အကျော်ဆိုင်ပေးတဲ့အချင်းကြီးလေးလည်းတော်တော်လေးကောင်းပါတယ်မုံလုံးကြီးဆိုင်တွေ့ပါပြီဆနာအကျော်ဆိုင်နဲ့ရောပြီးတော့မုံလုံးကြီးကျော်လေဝေးရောက်ရင်မုံလုံးကြီးကျော်လာစားပါလို့ဟုတ်ကဲ့နောက်ဆုံးတော့လေဝဲမျိုးရဲ့အစားဆိုင်ထဲမှာမပြောမဖြစ်မပါမဖြစ်နေမဲ့ကျွန်တော်တို့မုံလုံးကြီးကျော်ဆိုင်တို့ရောက်ခဲ့ပါပြီမုံလုံးကြီးကျော်ဆိုတာကလေဝဲမျိုးရဲ့အစားဆိုင်ထဲမှာအထင်ကြီးအစားစာဖြစ်နေတဲ့တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျကဲနောက်ဆုံးတော့အမင်းတို့စားကျင်နေတဲ့မုံလုံးကြီးကျော်လည်းဝယ်ခဲ့ပြီးဆိုတော့အမင်းတို့အိမ်ပြန်ခီးပြန်လဲစတင်ခဲ့ပါတယ်ဒီနေ့လေဝဲသွားတဲ့ vlog လေးကိုအဆုံးတစ်ယောက်ကြည့်ရှုပဲတူတစ်ယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျကျွန်တော်ကတော့ဒီမှာစားမယ့်အမင်းကိုထုံးပါခင်ဗျ